Cherry ရဲ့ customer တိုင်းကိုမေးရင်အားလုံးက yes လို့တညီတညွတ်တဲ့ဖြစ်မဲ့မေးခွန်းရှိပါတယ်အဲ့ဒါဘာမေးခွန်းလို့ထင်လဲအဲ့ဒါကနိုင်တွေကစိတ်ချရလားအာမခံချက်ရှိလားဆိုရယ်မေးခွန်းနေပါပဲစိတ်ချရလားမချရလားဆို Cherry Wood ဆိုတာ38နှစ်တိုင်တိုင်ရပ်တည်ခဲ့တဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင် company တစ်ခုပါစိတ်မချရအောင်ဆိုရင် customer ရဲ့အားပေးမှုကိုယနေ့ချိန်ထိရရှိခဲ့မှာမဟုတ်ပါဘူးနောက်တစ်ခုကအာမခံချက်ရှိလားဆိုတာကိုပြောချင်တာကတော့ Cherry Wood မှာရှိတဲ့နိုင် brand အားလုံးက authentic ဖြစ်ကြောင်းကိုအာမခံတဲ့အပြင်နိုင်အားလုံးနှိပါရဲ့စက်နဲ့တက်ခဲကိုလည်း2 year warranty ပေးထားပါသေးတယ်ဒါရမဲလားဆိုတော့ noနိုင်တစ်ခုခုဖြစ်သွားရင်ပြင်လို့ရမယ် service center ကိုလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့6ခုတောင်ဖွင့်ပေးထားပါသေးတယ်ခင်ဗျားဆိုင်မသွားချင်ဘူး online ကမှာချင်လားမှာချင်တယ်ဆိုရင်ပြည်ရေးဆိုအိတ်အရောက်ပြည်ပဆိုကာကိုအရောက်ပို့ပေးမယ် Watch Pay by Cherry Wood ဆိုတဲ့ website ရော application ရောရှိပါသေးတယ်ဒါတွေရှောက်တယ်ငါကြည့်ချင်တဲ့အချိန်မှာဝင်ကြည့်မယ်စင်တာတွေဘာမှလာမပြောတဲ့ဆိုတဲ့သူတွေအတွက်ကိုတော့မှ Cherry Wood နဲ့ပတ်သက်တဲ့ service တွေနိုင်အသစ်တွေဆိုင်လိပ်စာတွေ promotion တွေကိုကြည့်ချင်တဲ့အချိန်ဝင်ကြည့်လို့ရတဲ့ Cherry Wood application လည်းရှိသေးတယ်နော်ကဲဒီလောက်ဆောင်နေမှာတော့ Cherry Wood customer တိုင်းရဲ့အဖြေကတညီတညွတ်ထဲထွက်တာမဆန်းပါဘူးနိုင်စင်စိတ်ချရတဲ့အာမခံချက်လိုချင်တယ်ဆိုရင် Cherry Wood ကိုသာလာခဲ့နော် Okay မှာစုပ်ပြေသွားမယ်နိုင်ဆိုရင် Cherry Wood